ဟုတ်ကဲ့ပါဒီဟာကြတော့လေဟိုတနေ့ကတင်ထားတယ်ဒေါင်ဝင်းတွေတွန်ဝင်းတွေလက်သေးဝင်းတွေပေါ့နော်အဲ့ဒါတွေကို20တော့တည်တယ်ဒါပေမဲ့ဘယ်နေရာမှာသုံးရမှန်းမသိဘူးပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်လက်တွေ့မှာသုံးနေတဲ့ဟာလေးနဲ့ဒါနမူနာပြပေးထားတာပေါ့နော်တကယ်လို့ကိုကနမူနာပုတ်စာလေးပေါ့နော်ဒါလေးကလက်တွေ့မှာလည်းတကယ်တမ်းလုပ်နေတဲ့အလုပ်တွေပေါ့နော်ပုတ်စာဖတ်ကြည့်လိုက်ရင်တော့တည်သွားမှာပါနော်အဲ့တော့တင်ဒီအင်ကြီးဆိုင်တစ်ဆိုင်မှာအင်ကြီး1000ခွဲတန်2ထည့်ဝဲတယ်ဘောင်းပြီး19000တန်3000ဝယ်3ထည့်ဝယ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါဝယ်လိုက်ပြီဝယ်ပြီးသွားတဲ့ပစ္စည်းဝယ်ပြီးသွားတယ်ဆိုလို့ရှိရင်ဆိုင်ရှင်ရပြီးတော့မှတဲ့ဝယ်ယူတဲ့တန်မိုးဝယ်ယူတဲ့စုစုပေါင်းတန်မိုးရဲ့10%ကို discount ချပေးလိုက်တယ်ဒါဆိုဒါအပြင်မှာလည်းတကယ်လုပ်နေတဲ့လုပ်ငန်းစဉ်တွေပဲနော်အဲ့လိုမျိုးဆိုလို့ရှိရင်တင်ချာနဲ့တွက်တဲ့ခါကြလို့ရှိရင်ဒါတွေကဂွင်းတွေကိုအသုံးပြုပြီးတော့တွက်ပေးရမယ်ပေါ့နော်ဦးစားပေးအဆင့်တွေသတ်မှတ်ပြီးတော့တွက်ပေးရပါမယ်ဆက်ပြီးတော့ပါသေးတယ်နော်တင်ဝယ်ယူတဲ့အထည်တွေကိုတဲ့အိမ်ကိုပို့ဆောင်က4500ကျပ်ပေးရတယ်ပေါ့နော်ဒါဒလီကပေါ့ဒလီကအဲ့ဒါဆိုစုစုပေါင်းဘယ်လောက်ကုန်ကြမလဲဆိုတော့တွက်မယ်ပေါ့နော်အဲ့ဒါဆိုရင်သူဝယ်ယူထားတာလေးခြာရေးကြည့်လိုက်မယ်နော်အဲ့တော့ဝယ်ယူထားတာလေးတွေက1000ခွဲတန်အင်ဂျီက2ထည့်ဝယ်တယ်ပေါ့နော်19000တန်အင်ကြီးကအထည်ဘောင်းမီက3ထည်ဝယ်တယ်ပေါ့နော်10% ကို discount ချပေးတယ်ပေါ့နော် discount ချပေးဆိုနှုတ်ပေးရမယ်ပေါ့နော်ပြီးတော့မှ4500ကျပ်ကိုလုပ်ပေးရမယ်ဟုတ်ပြီအဲ့ဒါဆိုဘယ်အစီအစဉ်တွေကိုအရင်တွက်မလဲ discount ချတာယူအရင်တွက်လိုက်မလား delivery ကယူအရင်တွက်လိုက်မလားအဲ့လိုမဟုတ်ဘူးเนาะအဲ့တော့ဒီ1000ခွဲတန်နဲ့1000ခွဲတန်နဲ့2ထည်ကိုအရင်ချပေးရမယ်ပေါ့နော်အဲ့တော့1000ခွဲတဲ့အင်ဂျီက2ထည့်ဝယ်တာဖြစ်တဲ့အတွက်မြှောက်ပေးရမယ်အမြှောက်ပေါ့နော်ဟုတ်ပြီဒီဟာလေးကိုတွက်ပြီးသွားရင်ဒီတန်မိုးကကုန်ကြစည်စုစုပေါင်းနဲ့ဒီဘက်ကဘောင်းမီတန်မိုးနဲ့ပေါင်းအောင်ပါကုန်ကြစည်စုစုပေါင်းရချင်တာဆိုတော့ပေါင်းပေးရမှာဖြစ်တဲ့အတွက်အပေါင်း19000တန်အင်ဂျီက3ထည့်ဝယ်ပါမယ်နော်ပြီးတော့လို့ရှိရင်10% discount ချပါမယ်ဆိုတော့နှုတ်ပေးရပါမယ်10% discount ပေါ့နော်10% discount နှုတ်ပေးရမယ်ပြီးတော့လို့ရှိရင်delivery ကစုစုပေါင်း4500ထပ်ပေးရမှာဆိုတော့4500ထပ်ပြီးတော့ကုန်ကြပါအောင်မယ်ပေါ့နော်ဟုတ်ပြီဒီလိုအစီအစဉ်ကြီးကိုကောက်ရေးလိုက်တယ်ဆိုလို့ရှိရင်ဘယ်ဟာတွေရင်ဘယ်လိုတွက်မလဲเนาะအဲ့တော့ order တွေရမှားသွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဂွင်းတွေကလိုအပ်လာပါတယ်ဒီလိုမျိုးချိန်မျိုးမှာဂွင်းတွေကိုအသုံးပြုဖို့လိုပါတယ်ဒီမှာဆိုရင်ဂွင်းရဘယ်မှာသွားခံမလဲ1000ခွဲတန်2ထည့်ဂွင်းတစ်ခါခတ်မယ်19000တန်3တယ်ဂွင်းတစ်ခါခတ်မယ်ဒီဂွင်းနေပြီးတော့မှဒီနှစ်ခုကိုပေါင်းပြီးတော့ရတာအောင်မှာစုစုပေါင်းအောင်မှာ10% discount ချမှာတကယ်လို့ဒီအောင်ဂွင်းထပ်ပြီးတော့တွန့်ဂွင်းနေပါတယ်မသုံးတော့ဘူးဆိုလို့ရှိရင်ဒါ19000တန်ပေါင်းပြီးပေါ်မှာပဲ discount ချတဲ့မျိုးသဘောဖြစ်သွားပါလိမ့်မယ်အဲ့ခါကျတော့ဒီမှာတွန့်ဂွင်းဒီနှစ်ထဲကိုတွက်ပြီးသွားတာနဲ့ဒီအမျိုးအစားနှစ်ခုကိုပေါင်းလိုက်ပါမယ်လို့ပြောတာအရင်ပေါင်းပြီးမှဒီ10% discount ကိုနှုတ်မှာဖြစ်ပါတယ်နှုတ်ပြီးတဲ့ခါကျမှရလာတဲ့စုစုပေါင်းအောင်မှာဒါက4500 delivery ကပေးမယ်ပေါ့နော်အဲ့တော့စုစုပေါင်းတန်ဖိုးကဒီ coin တိုင်းရှင်းပေးမှရမှာပေါ့နော်အဲ့တော့လက်တွေ့ရဦးစားပေးအစီအစဉ်ကိုသတ်မှတ်တာကဒီဂွင်းတွေကိုအသုံးပြုပြီးမှသတ်မှတ်လို့ရပါတယ်အဲ့တော့ဂွင်းတွေကဘာအတွက်အသုံးပြုလဲဆိုလို့ရှိရင်ဦးစားပေးအစီအစဉ်တွေသတ်မှတ်တဲ့အခါမှာတွက်ချက်ပုံအစဉ်စဉ်ကိုသတ်မှတ်တဲ့အခါမှာအသုံးပြုပါတယ်ရှင်ဒီကအဖြေလေးကိုလည်းတွက်ချက်ပြီးတော့ comment မှာလာပြီးပြောပြလို့ရပါတယ်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းအလဲတန်းသင်ချာနဲ့ပတ်သက်တဲ့ပုံစာလေးတွေညံစမ်းပုံစာလေးတွေသင်ချာနဲ့ပတ်သက်တဲ့ tips and trick လေးတွေကိုပြောပြပေးသွားအောင်ပါမို့လို့ TikTok YouTube channel မှာပါ follow နဲ့ subscribe လေးလုပ်ပေးကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်